ဒီနေ့ကတော့တွိစကားရေးသားတဲ့ထမှန်တီရဲ့ကဏ္ဍကြီးပြင်တရရတနာမြေအပိုင်းနှစ်ကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပရိသတ်မှာလွန်စွာသဘောကျသောကြောင့်ပါလာကြသောငွေအတွေ့စေ့များဆက်စေ့များစီးပွားရေးအတွင်းပြည့်သွင်းပေးကြလေ၏ကြီးမားသောမူကြီးတီမိန်းကလေးလက်ဝါးပြင်ထက်မှအမတ်သားတို့ကြည့်ကာခိုင်းစေသမျှပြုလုပ်နေကြောင်းသတိထားမိသဖြင့်တေချာကြည့်လိုက်ရာအမတ်သားကိုထိုတိုင်းတွေ့ရလေတော့၏မိန်းကလေးကငန်းမွေကိုပွေ့ပြူပြီးစီးပွားအနီးသို့ရောက်လာပြသတာလူအားလုံးအထိတ်တလန့်ဖြစ်ကြကုန်၏ကျွန်ုပ်အနီးသို့ရောက်သောအခါမိန်းကလေးနှင့်မျက်လုံးချင်းဆုံမိပြီးသူမကခေမွေးဖွယ်ရာကောင်းသောအသံဖြင့်စကားဆိုလေ၏ဆရာကဦးအောင်မင်းအောင်ဟုတ်ပါသလားရှင်ဟုတ်ပါတယ်မိန်းကလေးကဘယ်လိုများသိပါလဲဆရာနေတဲ့အိမ်နားမှာလဲကျမတို့အချိန်မရွေးခေါ်မေးလို့ရနိုင်တဲ့တတဝါတွေရှိနေတာပဲရှင်အလိုလေးဗျာကျွန်တော်နားတဲ့တွင်ငှက်အခါများ၌ကြားရလိရှိသောငွေတွင်တန်များကိုပြန်လည်ကြားရောက်လာသောအခါကြောထဲစိတ်ကနေဖြစ်သွားမိလေ၏မကြောက်ပါနဲ့ဆရာသူတို့ကလူကောင်းတွေကိုအကြောင်းမဲ့အန္တရာယ်မပေးတတ်ကြပါဘူးဓာတ်ထက်ဟိုတနေ့ကကျုပ်အိမ်လိပ်စာနဲ့စာလာပေးတဲ့မိန်းကလေးတို့ပဲမဟုတ်လားကွဟုတ်ပါတယ်ကျမတို့ပါဆရာကအခုချင်းပြည်နယ်သွားဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပြီပေါ့ဟုတ်လားမငင်းသာသောတစ်ဖြစ်ခေါင်းကြီးဝန်ခံလိုက်ရပေမဲ့မိန်းကလေးကကျေနပ်စွာပြုံးလိုက်လေသည်ကောင်းသောခရီးဖြစ်ပါစေကျမစိတ်ထဲမှာဆရာနဲ့နောက်တစ်ချိန်ပြန်ဆုံတွေ့ရအောင်မယ်လို့အလိုလိုသိနေတယ်ထို့သို့ပြသနေစဉ်လူအများရှိတွင်ကြည်နေသာသောအယမူးနေဟန်ရှိသည့်လူတဦးပေးသက်ရှိသို့ထွက်လာပြီးလက်ကားညာနေတာတောထဲကအစိမ့်ရှိတဲ့မွေတွေကိုအခုလိုခေါ်လို့လာမလားအခုလိုပွေ့ထားလို့ရောရမယ်တဲ့လားလူတွေကိုတက်တက်လိုက်လိန်နေတာတော်ကြာမွေဈေးရောက်အောင်မယ်မဟုတ်လားဒါမျိုးတွေကယူနေပါပြီဟာ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 မိန်းကလေးကထိုသူရှိမောင်းနာရက်ကဆူဆူဆိုက်ဆိုက်တစ်ချက်ကြည့်လိုက်လေသည်မင်းဘာလဲမင်းကငါပြောတာကိုမကျေနပ်လို့လားရုပ်ရည်လေးလှသလောက်မာနကတော့အကြီးသားပါလားငါနာမည်မွေပွေးပါသိနေကွာမင်းလက်ထက်ကမွေကိုငါ့ကိုလည်းကင်ဝွရင်မင်းငါ့ကိုပေးယူရှင်စော်ကားလာကြည်လားဘာကြောင့်ရှင်သူတစ်ပါးလုပ်ငန်းကိုအကြောင်းမဲ့စော်ကားနှောက်ယှက်နေရတာလဲစော်ကားတာမဟုတ်ပါဘူးဘာသိန်းကရင်ထဲရှိတဲ့အတိုင်းမင်းကိုတကယ်ချစ်လို့ပြောတာပါကွယ်မင်းကသာခွင့်ပြုမယ်ဆိုရင်မင်းရဲ့လက်ထက်ကမွေဆိုးကြီးကိုကင်ပြပါမယ်စောစောကပြောတဲ့လောင်းကြီးကိုတော့လက်ခံရမယ်နော်ကောင်းပြီလေရှင်ပြောတာကိုကျမကလက်ခံပါတယ်ဒါပေမဲ့ရှင့်ကိုတခုတော့ကြိုပြီးတတိပေးထားလိုက်မယ်လူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်သူ့စီကိုစီဆိုတာရှိတယ်အဲ့ဒီစီကိုမချိုးဖောက်ကောင်းပါဘူးအခုနေရှင်ဒီစီဝိုင်းအတွင်းကဝင်လာမယ်ဆိုရင်ကျမရဲ့စီကိုရှင်ဖောက်တာပဲလေဒါပေမဲ့ကျမကင်ထားတဲ့မွေဟာရှင်ထင်တယ်လို့ကျမပိုင်တဲ့မွေတကောင်မဟုတ်တယ်လို့ကျမမွေထားတဲ့မွေလည်းမဟုတ်ဘူးကျမကင်ခွင့်ရှိတယ်လို့ရှင်လည်းအပါဝင်အားလုံးကင်ခွင့်ရှိပါတယ်ဖြစ်လာတဲ့အကြောင်းကတော့ကို့အဖြစ်နဲ့ကိုပေါ့လေတကယ်လို့ရှင်ဟာစီးပွားရေးထဲမှာတစုံတစ်ခုဖြစ်သွားရင်တော့ကျမတာဝန်မဟုတ်ဘူးဆိုတာအားလုံးရှိမှကြိုပြောထားပါရစေဒီပွဲဟာရှင်နဲ့ကျမတို့ရဲ့စိန်ခေါ်ပွဲတစ်ခုပေါ့လောင်းကြီးကတော့ကျမရှုံးရင်အရှက်ရှင်ရှုံးရင်အသက်ပေါ့ဟုတ်ရဲ့လားကဲကျမဒီမွေကိုလွတ်လိုက်တော့မယ်အခုချိန်ကစပြီးသူဟာတောထဲကမွေတကောင်ပြန်ဖြစ်သွားပြီကျမတို့နဲ့လုံးဝမသက်ဆိုင်တော့ဘူးကဲရှင့်သဘောပဲမိန်းကလေးကမွေကြီးကိုစီးပွားရေးအလဲတွင်ချတာပေးပြီးထိုနေရာမှထွက်သွားရန်ပြင်ဆင်လေသောအခါဟေ့ဘဲမှမသွားနဲ့အောင်လေမင်းနဲ့ငါလောင်းကြီးထပ်ပြီးပြီမပြီးသေးဘူးမိန်းကတိအတိုင်းဒီမွေကိုငါကိုင်နိုင်ရင်မင်းကိုငါရမှာကွာထိုအခါမိန်းကလေးကတစ်ချက်ပြောရင်းကျမကမင်းသားတရားဖြစ်ပေမဲ့ဂတိတော့မပြတ်ပါဘူးရှင်ဘယ်ကိုမှလည်းထွက်မသွားပါဘူးရှင့်ကိုဟိုညောင်ဝေအောက်မှာအမောဖြစ်ရင်စောင့်နေပါမယ်ရှင့်ဒီမွေကိုယူပြီးကျမစီလာခဲ့ပေါ့၃ယောက်စလုံးစီးပွားအတွင်းမှပစ္စည်းများကိုတင်စီ၍မလန့်မကန့်ရှိညောင်ပေရက်ရှိရာသို့တည်ငြိမ်အေးဆေးသာထွက်သွားကြလေ၏ပြည့်သက်လည်းမွေပွေးပတဲ့အမည်ရှိသောထိုသူဘာဆက်လုပ်မည်ကိုစိတ်ဝင်စားသဖြင့်စောင့်ကြည့်နေကြရာမျက်လက်ပွဲသိမ်းတော်လာလည်းလူစုမကွဲကြသည်ဖြင့်စီးပွားအလဲတွင်မိန်းကလေးချထားသောမွေကြီးသည်ခေတ္တများငြိမ်သက်ပြီးခဏကြာသောအခါခေါင်းထောင်၍စတင်လှုပ်ရှားလေသည်ထိုအချိန်တွင်အတန်ငယ်ရောက်မှုနေသောမွေဘေးဘသိန်းဆိုသူသည်တရိန်းတရိုင်ဖြင့်စီးပွားအတွင်းရှိမွေကြီးရှိရာသို့ရှောက်သွားလေသည်မွေကြီးသည်ထိုလူရိပ်ကိုမြင်သည်နှင့်ရှုခနဲအတန်တစ်ချက်ပေးပြီးခေါင်းထောင်လိုက်ရာကြီးမားသောပပြင်းနှင့်အပေါ်သို့3000ခန့်မြင့်တက်လာလေသည်အရက်မူးနေသောမွေပွေးပသိမ်သည်မိန်းကလေးကိုပိုင်ဆိုင်လိုသောဖြင့်မွေကြီး၏ခါကို
ဆွဲကိုင်လိုက်လေသည် ထိုအခါဝါးကန်းနှင့်ပေါက်ကွဲလိုက်သောမိုးကြီး၏ ငေါထွက်နေသောအဆွဲနှစ်ချောင်းက မြွေပွေးပါသိမ်း၏ လည်ပင်းသို့ဆိုက်ဝင်သွားတော့လေသည် မြွေပွေးပါသိမ်းမှာ မြေပြင်ပေါ်သို့ခွေကျသွားတော့လေ၏ကြည့်နေသောလူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် မြွေကြီးသည် လာရာလမ်းအတိုင်း တောထဲသို့ပြန်ဝင်သွားလေတော့သည် ထိုအခါမှ ကျွန်ုပ်သည် စောစောက မိန်းကလေးထိုင်နေသောညာမှွေအောက်သို့ လှမ်းကြည့်လိုက်ရာ မြေပိုးမွှေးရန်သွားကဲ့သို့ အစအနပင်မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားလေ၏